မေရိကန်သမ္မတဒေါ်နယ်ထရန့်ကနျူကလ িয়ার လက်နက်တွေစမ်းသပ်ပြုလုပ်တဲ့အစီအစဉ်ကိုချက်ချင်းပြန်လည်စတင်ဖို့ကာကွယ်ရေးဝန်ကြီးဌာနကိုညွှန်ကြားလိုက်ပါတယ်။တောင်ကိုရီးယားနိုင်ငံမှာတရုတ်သမ္မတရှီကျင်းဖျင်နဲ့တွေ့ဆုံဆွေးနွေးမှုမတိုင်ခင်မှာပင်တဂွန်စစ်ဌာနချုပ်စီကိုလှမ်းအမိန့်ပေးခဲ့တာလည်းဖြစ်ပါတယ်။အမေရိကန်ကနျူကလ িয়ার လက်နက်တွေစမ်းသပ်မှုကိုရပ်ဆိုင်းထားတာ33နှစ်ရှိခဲ့ပါပြီ။ဒါပေမဲ့အခြားနျူကလ িয়ার လက်နက်ပိုင်နိုင်ငံတွေကလည်းစစ်လက်နက်တွေစမ်းသပ်နေတဲ့အတွက်အမေရိကန်ကလည်းပြန်စသင့်ပြီလို့ထရန့်ရဲ့လူမှုကွန်ရက်မီဒီယာမှာရေးသားထားပါတယ်။တရုတ်သမ္မတရှီကျင်းဖျင်နဲ့တွေ့ဆုံပြီးမှအမေရိကန်ကိုပြန်လာချိန် Air Force One လေယာဉ်ပေါ်မှာလည်းထရန့်ကအမေရိကန်ရဲ့နျူကလ িয়ার လက်နက်စမ်းသပ်မှုတွေပြန်စမယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။ရုရှားကကမ္ဘာပေါ်မှာနျူကလ িয়ার လက်နက်အများဆုံးပိုင်ဆိုင်တဲ့နိုင်ငံဖြစ်ပြီးထရန့်ကတော့အမေရိကန်ကအဲ့ဒီအစွမ်းထက်တဲ့ဖြန့်အားပြေးလက်နက်တွေအများဆုံးပိုင်ဆိုင်ထားပြီး9နှစ်အတွင်းတရုတ်ကလည်းအမိလိုက်လာနိုင်ကြောင်းသူ့ရဲ့ Truth မှာရေးသားထားခဲ့ပါတယ်။ထရန့်ပြောဆိုခဲ့တဲ့နျူကလ িয়ার လက်နက်စမ်းသပ်မှုဆိုတာကနျူကလ িয়ার ဘုံတွေကိုဖောက်ခွဲတာလားဒါမှမဟုတ်နျူကလ িয়ার ထိပ်ဖူးတပ်ဆင်တဲ့ဒုံးကျည်တွေကိုစမ်းသပ်တာလားဆိုတာကတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။တရုတ်နဲ့ရုရှားတို့ကနျူကလ িয়ার လက်နက်နဲ့စွမ်းအင်သုံးခရုစ်ဒုံးကျည်တွေစမ်းသပ်နေကြောင်းကြေညာခဲ့တဲ့နောက်ပိုင်းထရန့်ကအမေရိကန်လည်းနျူကလ িয়ার လက်နက်တွေပြန်လည်စမ်းသပ်ဖို့ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။